နေပြည်တော်မှာလူ16ဦးအထိတေဆုံးခဲ့ရတဲ့ဝါတင်ကားမှောက်မှုဖြစ်ရဲ့မေလ2ရက်နေ့မွန်လွယ်ပိုင်းမှာနေပြည်တော်အုတ်တရတီမြို့နယ်အတွင်းကမိသားစုပေါင်းများစွာကိုပူဆွေးတော့ကရောက်စေခဲ့တဲ့ကြေကွဲစရာရင်သိမ်းမှောက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဝါခုတ်တောင်တူ90နီးပါးလိုက်ပါလာတဲ့6ဘိန်းရင်ဟာလမ်းဘေးကျောက်တဲကိုထိုးကျသွားခဲ့ပြီးအတက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတင်ဆက်ပေးသွားမှာပါ။မေလ2ရက်နေ့မွန်လွဲတနာရီ50မိနစ်အချိန်ခန့်မှာဖြစ်ပွားခဲ့တာပါ။အုတ်တရတီမြို့နယ်ရင်တာယာကျေးရွာဘက်ကနေမိုးဆွေကျေးရွာဘက်ကိုဝါးတွေအပြည့်တင်ဆောင်ပြီးမောင်းနှင်လာတဲ့6ဘိန်းရင်တစ်စီးဟာမိုးဆွေလင်တာယာကျေးရွာချင်းဆက်လန်းအကွေ့အရောက်မှာမတော်တဆမှုဖြစ်ပွားခဲ့တာပါ။ဒေတာခန်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ပြောပြချက်အရအဆိုပါလမ်းပိုင်းဟာမြေသားလမ်းဖြစ်ပြီးကားမောင်းသူဟာအကွေ့မှာစတီယာကိုမထိန်နိုင်တော့ပဲလမ်းဘေးမြေသားကျွံကျပြီးကြောက်ထဲကိုထိုးကျတိမ်မောက်သွားခဲ့တာလို့သိရပါတယ်။ကားပေါ်မှာဝါးတွေအပြင်ဝါးခုတ်လောက်တာ90နီးပါးဟာလည်းဝါးတွေကြားမှာလိုက်ပါစီးနှင်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ကားပေါ်ပါလာသူတွေတဲကအမျိုးသား9ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း16ဦးဟာအခင်းဖြစ်နေရမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။ဒါအပြင်နောက်ထပ်လူပေါင်း20ကျော်ဟာလည်းထိခိုက်ဒဏ်ရာတွေအသီးသီးရရှိခဲ့တာဖြစ်ပါတယ်။တေဆုံးဒဏ်ရာရရှိသူများမှာမိုးဆွေကျေးရွာအုပ်စုနဲ့တောင်ညိုကျေးရွာအုပ်စုမှဒေတာခန်များဖြစ်ကြတယ်လို့သိရပါတယ်။တည်ရရချင်းမှာပဲအုတ်တရတီမြို့နယ်မိတက်စကန်ပန်တင်အမြန်လန်းမိတက်စကန်နဲ့တောင်ညိုနယ်မြေမိတက်စကန်တို့ကတပ်ဖွဲ့ဝင်တွေအပြင်ဒေတာခန်ပရာဟိတအတင်းတွေဖြစ်တဲ့ဒုက္ခဒါနာတီဒုက္ခမေတ္တာရေစင်နဲ့မေတ္တာကွန်ရဲ့အသင်းတွေဟာအချိန်နဲ့တပြေးညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ကြပါတယ်။ဒဏ်ရာရရှိသူတွေကိုတော့နေပြည်တော်ကတင်တထောင်ဆေးရုံကြီးနဲ့တောင်ညိုတိုက်နယ်ဆေးရုံတွေကိုအရေးပေါ်ပို့ဆောင်ကုသပေးထားရပါတယ်။လက်ရှိမှာတော့တာဝန်ရှိသူတွေကတေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုတွားရောက်တွေ့ဆုံပြီးထောက်ပံ့ငွေတွေပေးအပ်ထားတယ်လို့သိရပါတယ်။လက်ရှိတွင်တေဆုံးသူများကိုတပ်ဆိုင်ရာမိသားစုများကနာရေးတကြိုမှုများယနေ့မေလ3ရက်နေ့လှုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံဟာရင်မတော်တဆမှုတွေကြောင့်လူအသေးအပြောက်အများဆုံးနိုင်ငံစင်းမှာပါဝင်နေဆဲပါအမျိုးသားရင်အနေရကင်းရှင်းရေးကောင်စီရဲ့စည်ရင်းတွေအရတစ်နှစ်ကိုရင်တိုက်မှုပေါင်း4000ထက်မနည်းဖြစ်ပွားနေပြီးလူပေါင်း2000ကျော်အသက်ဆုံးရှုံးနေရပါတယ်အခုဖြစ်စဉ်ဟာလည်းဝမ်းစာရေးအတွက်ပင်ပန်းပန်းလောက်ကင်နေရတဲ့ဝါခုတ်တောင်သူတွေအတွက်အလွန်ပဲကြေကွဲစရာကောင်းလာပါတယ်ကွယ်လွန်သွားသူများအတွက်မိသားစုနဲ့ထပ်တူဝမ်းနေရတယ်လို့ကြံရှိတဲ့ဒဏ်ရာရရှိသူတွေလည်းအများဆုံးတက်တာပြောက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။သတင်းထူးတွေကိုအမြဲတည်ရဖို့ကျွန်တော်တို့ရဲ့ရွှေပြည် News ရဲ့ Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်